လင်မယားနှစ်ဦးပိုင်မြေကွက်ကိုတဦးတစ်ယောက်တည်းကရောင်းချမယ်ဆိုရင်ဝယ်လို့ရပါသလားဆိုတဲ့မေးခွန်းလေးကိုဖြေချပေးလိုပါတယ်။လင်မယားနှစ်ဦးပိုင်မြေကွက်ကိုလင်ကဖြစ်စီမယားကဖြစ်စီတဦးတစ်ယောက်ကမိမိရဲ့ခင်ပွန်းဒါမှမဟုတ်လို့ရှိရင်မယားဖြစ်သူရဲ့ခွင့်ပြုချက်မပါဘဲနဲ့ရောင်းချမယ်ဆိုရင်တော့ဝယ်ယူခြင်းမပြုလုပ်ဖို့အကြံပေးလိုပါတယ်။လင်မယားနှစ်ဦးပိုင်ပစ္စည်းကိုဝယ်မယ်ဆိုရင်တော့လင်မယားနှစ်ဦးလုံးရဲ့သဘောတူညီချက်ပါမှသာဝယ်ယူဖို့အကြံပြုလိုပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့သူတို့ကရောင်းချင်လို့ကွာရှင်းထားပြီးဖြစ်တယ်ဒီရဲ့မြေကိုရောင်းမှာလို့ပြောလို့ဝယ်လိုက်တာတို့အဝေးရောက်နေလို့ပေါ့နော်သူအဝေးရောက်နေလို့သဘောတူပါတယ်ဒီမြေလေးကိုဝယ်ရောင်းလို့ရတယ်သူရဲ့ခွင့်ပြုချက်ကအဝေးကနေပြီးတော့ခွင့်ပြုတယ်လို့ပြောတယ်ပေါ့နော်အဲ့လိုပြောလိုက်တာကိုလက်ခံပြီးဝယ်လိုက်တာတို့ဒါမှမဟုတ်ရင်အမြေပေါက်ကကို့မြေပေါက်တာသူမပါလဲရတယ်လို့ပြောပြီးတော့မှကိုဝယ်လိုက်တာမျိုးဖြစ်ခဲ့တယ်ဆိုရင်တော့နောက်မှာဘယ်လိုဖြစ်နိုင်လဲဆိုတော့ဒီရဲ့ရောင်းချခြင်းကတဦးတစ်ယောက်ကပဲရောင်းတာတယောက်ကသဘောမတူဆိုရင်ပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်ပြဿနာဖြစ်လာတဲ့အချိန်မျိုးမှာဆိုရင်နှစ်ဦးမှာတဦးကသဘောမတူထားဘူးဒီရဲ့တဦးကပဲသဘောတူထားတယ်ဆိုရင်သဘောတူထားတဲ့သူရဲ့ဝေစုပဲကိုကရမှာဖြစ်ပြီးတော့သဘောတူညီခြင်းမရှိတဲ့သူရဲ့ဝေစုကိုကိုကရမှာမဟုတ်ပါဘူးဒါကြောင့်မို့လင်မယားနှစ်ဦးပိုင်ပစ္စည်းဖြစ်မယ်ဆိုရင်တော့ကိုကတေချာစီစီပြီးဝယ်ဖို့လိုတယ်သူတို့နှစ်ယောက်လုံးရဲ့သဘောတူညီချက်ပါတယ်ဆိုရင်တော့ဝယ်လို့ရတယ်သဘောတူညီချက်မပါဘူးဆိုရင်တော့မှကွာရှင်းပြီးသားဖြစ်တဲ့ဒီရဲ့ပစ္စည်းကိုကွာရှင်းပြီးသားဖြစ်တဲ့ပစ္စည်းခွဲထားကြောင်းကိုလည်းသူအထောက်ထားနဲ့ပြသနိုင်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဝေးရောက်နေတယ်ဆိုရင်လည်းသဘောတူပါတယ်ဆိုတာကိုသူဖုန်းနဲ့ record လေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးသူသဘောတူညီတယ်ဆိုတဲ့အကြောင်းကိုကိုယ့်အတွက်တတိအခိုင်မှာရနိုင်တယ်အမိပေါက်တယ်ဆိုရင်တော့မှသူရဲ့ကြံတဲ့သူတအုပ်ကနေနေပြီးတော့ခွင့်ပြုချက်သဘောတူညီချက်ပါတယ်ဆိုရင်တော့ဒီရဲ့မြေကွက်ကိုဝယ်လို့ရပါတယ်လို့ပြန်လည်ဖြေချပေးလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်